တစ်ဖက်ချမ်းမှာတက်မယ် unit တစ်ခုဖြစ်မယ်။ဟုတ်ဒါ remove ပါမယ်။ဒီ remove လေးပါတဲ့အတွက်ဒီသွားမယ်ဆိုလို့ရှိရင်လည်းအိမ်ထဲကနေပြီးအိမ်တွင်းထဲကရှိနေတဲ့ unit ကိုလှမ်းပြီးတော့ဖွင့်ထားခဲ့ပြရမှာဖြစ်ပါတယ်။ဒီမှာလည်း battery လေးကပါပြီးသားဖြစ်ပါတယ်။ဒီ unit တော့တက်မယ် double tick ဖြစ်ပါတယ်။ဒါရဖက်က unit မှာတက်မယ် double tick ဖြစ်ပါတယ်။ဒီလေးလည်းပါတယ် double tick ရဲ့အဆင့်ဖြစ်ပါတယ်။ဒီလေးနဲ့ခက်တာကများလေးတစ်ခုကထိုင်ထားမယ်။ဒီကြားထဲကပွားဝေးက3ပိုင်းအိမ်သုံးမှုလောက်ကျတော့ပိုလို့မရဘူး။ပိုသွားရင်တန်းနေတယ်ပေါ့။အခက်လေးလည်းပါတယ်အတွက်ဒီထဲမှာထည့်ပြီးတော့ခက်လိုက်တယ်စစ်စစ်ဖြစ်သွားပြီ။ညအိတ်တယ်ဆိုလို့ရှိရင်ဒီကိုတော့ပုံစံလေးနဲ့ပိတ်လိုက်ပါ။ဒါဆိုရင်ထည့်လို့ရပြီ။ဒီကဖွင့်လိုက်တာနဲ့တိုင်ပါပြီ။ပြန်ပိတ်လဲသွားတန်းပိတ်ပါအောင်။အောက်ကပိတ်ပြီးပိတ်ပြရပါ။ဒါလည်းမိုးကျင်အောက်ကWait, is this a game made by Sekai? Of course! Don't underestimate Sekai. Something like some casual games. Sekai built the game in... Em khá là only. Em chẳng khá là mà cũng phải đi đánh khá là mà xoắn lại. Lánh tiền lượng ha. Tiền mà mình nhà đi lượng. Tiền nhà mà nhà mà. Hello mà cái này.
wifi လို့လည်းမရ wifi နဲ့ပေါ်ရတာလေ ဘုရားကမှာပေါ့ချင်တယ်ဒီမှာရှိသက်ခွက်တယ်လည်းမဟုတ်မှာရအောင်သွားနေတဲ့အိမ်လေးမှာပေါင်ချိန်နဲ့ဆက်ရှိတယ် မသိဘူး စုစုဒီပေါင်စုံရမယ် မရှိဘူးနဲ့တည်းလေဘယ်သိပါ့သူများအိမ်ပါဆိုနေမှာကိုယ့်အိမ်လည်းမဟုတ်ဘယ်သိပါ ကိုယ်ဘောသိလို့လားဒီအိမ်မှာပေါင်ချိန်သက်ရှိလားမသိ ရှိဘူးလေ ဟာလို့မမကြီးစားနာပေါင်ချိန်သက်နဲ့ကလေးကယူဆိုင်တဲ့အာမျိုးတို့တိုက်ခံပါမရှိပါဘူးပေါင်ချိန်သက်ဆောင်ကလေးပေါင်ချိန်ချိန်ပြီးတော့ယူဆိုင်နေတယ်လို့မရှိပါဒီလိုရွာဝိတ်ချိန်တာမရှိဘူးလားအမေစီရှိရဒီချိုးစားနေပေါ့ မင်းလည်းမချိုး ရှိပါ အောင်တင်သက်ပတ်ပြေးဝယ်ရမယ်အောင်ချိန်ဆက်ပတ်ပြေးဝယ်ရမလို့ဖြစ်နေတယ်ချိန်သက်ရှိသလားရက်က
တို့လိုအော်ရမလို့ရှင်းနေပြီတိုက်စိတ်ထွက်ပြီးတော့တိုင်သွားမေးရမှာပါတိုင်နဲ့ဘေးကမေးရမှာပါဒါနဲ့ကိုလည်းဒီအစီမလေးသူကလည်းသူဆော့ဖို့တောင်မှလူရှာပြီးတော့ဘယ်နားမှာလူရှိရဲသွားဆော့ဆိုပြီးတော့